အရင်ပိုင်းမှာတော့ဟီယာကူတို့တစ်ပင်ရွာလေးမှာခိုးလုံးသူအစ်စ်တွေဖြစ်တဲ့ခန္ဓာကိုယ်ကြီးရဲ့မီးနိုတော်တွေမြင်းတစ်ပိုင်းဆန်တော်တွေနဲ့တစ်ပင်ဆောင်နှက်တွေကိုလက်ခံခဲ့တာကြောင့်ရွာရဲ့လူဦးရေပုံမှုများလာခဲ့ပါတယ်။ရွာသားအစ်စ်တွေကိုထားဖို့ရွာတစ်တီထားပေမဲ့လည်းရွာတစ်မှာစောက်ထားတဲ့အိမ်တွေကခန္ဓာကိုယ်ကြီးရဲ့ပြောင်းရွှေ့လာသူတွေနဲ့ဘလို့မှကိုက်မနေတာကြောင့်နေထိုင်စရာအစ်စ်ကိုလိုအပ်နေတာလည်းဖြစ်ပါတယ်။အပိုင်းအစ်စ်တွေကိုဒီ channel လေးမှာအချိန်နဲ့တပြေးညီတင်ပေးသွားမှာမို့ like and subscribe လေးတွေလုပ်ပေးသွားကြပြီ။ကျွန်တော်တို့ရေရှည်ရက်တီဖို့အတွက်တောင်းတနေရာကနေအဆင်ပြေရင် VPN လေးတွေချိတ်ပြီးကြည့်ပေးသွားကြပါဦး။ စီဇန်2အပိုင်းနဲ့အစမှာတော့ရွာမျိုးနွယ်စုခေါင်းဆောင်တွေကိုခေါ်ပြီးပြောင်းရွှေ့လာသူအယောက်200အတွက်နေထိုင်ရေးစီစဉ်မှုဆွေးနွေးနေကြပါတယ်။ဟီယာကူကနေထိုင်စရာစနစ်တကျမပေးနိုင်နေလို့ပြောင်းရွှေ့လာတဲ့လူတွေကိုအားနာနေပါတယ်။အိမ်တက်တွေကိုမြန်မြန်စောင့်နိုင်ဖို့အတွက်မျိုးနွယ်စုခေါင်းဆောင်တွေကိုသူတို့ရဲ့အင်အားကိုလိုအပ်ကြောင်းအကူအညီတောင်းနေခဲ့ပါတယ်။အဲ့အချိန်မှာပဲစန်တော်ကောင်းဆောင်ကထောင်းထောင်းကနေဖုံဖုံတစ်ဖုံလောက်တောင်သူတို့ကအရေးမပါကြောင်ပြောနေလို့ဟီယာကူကတာမန်အရက်သားလို့အယမ်းမပူရင်မို့ပြောဖို့ပြင်းနေတော့မှာပဲရာဆာရှိကမိုးမက်ချင်းဝဲအတိုင်းပြောဖို့အနောက်ကနေစာရေးပြနေပါတယ်ဟီယာကူကရာဆာရှိရေးပြတဲ့အတိုင်းလိုက်ပြောပြီးစန်တော်ကောင်းဆောင်ကိုအလုပ်ကြိုးစားမယ်ဆိုတာယုံကြည်ကြောင်းအထက်စီးဆန်ဆန်ပြောလိုက်တာကြောင့်ကိုကလည်းပြောရမြအတော့မတက်တော့ပါဘူးကျွန်တော်တို့ကဘာကြီးမှာတချို့လူတော်တော်များများကိုပျော်ရွှင်စေတဲ့လူတဲ့နာကျင်မှုပေးတဲ့လူမျိုးပုံမရွေးချယ်တတ်ကြပါတယ်သူတို့ကိုကောင်းစိတ်ရှင်ပေမဲ့လည်းတစ်ခါတလေမှလည်းကိုပြောတမျှအောင်နားလည်ဖို့အတွက်ထပ်မှပြောဖို့ကလည်းအရေးကြီးပါတယ်အစ်စ်ပြောင်းရွှေ့လာသူတွေကတရားဝင်ရွာသားမှတ်ပုံတင်အတွက်ပူးနေကြတာကြောင့်ဟီယာကူကတရားဝင်ရွာသားမှတ်ပုံတင်မလိုကြောင်းနဲ့ဒီမှာရှိနေတဲ့လူတွေအကုန်လုံးကသူတို့ရွာသားဖြစ်ကြောင်းပြောလိုက်ပါတယ်မျိုးနွယ်စုတွေနဲ့ပဏိပခမဖြစ်အောင်လို့ရွာကနေပုတ်တင်လူတာနက်ကိုမီနိုတော်တွေရဲ့ကိုယ်စားလှယ်နဲ့ရာဆာရှိကိုတော့စန်တော်တွေရဲ့ကိုယ်စားလှယ်အဖြစ်ဟီယာကူကခန့်အပ်ထားပါတယ်တစ်ပင်ဆောင်နှက်တွေအတွက်ကတော့စိုက်ပျိုးရေးကိုအဓိကတာဝန်ယူကြတဲ့မာမှုကိုခန့်လိုက်ပါတယ်မာမှုကဆူနာလိုပဲတားရဲရွာလာတာဖြစ်ပြီးတော့တားရဲတွေကတစ်ပင်ဆောင်နှက်တွေနဲ့အရင်ကတည်းကဆက်ဆံရေးကောင်းမွန်ကြတာလည်းဖြစ်ပါတယ်ဆူနာကိုယ်တိုင်ကလည်းမာမှုကိုထောက်ခံပေးတာဖြစ်ပြီးအကုတ်စိတ်ချအကြောင်းဟီယာကူကပြောနေပါတယ်အသစ်ဆောက်လုပ်မဲ့ရွာတွေကိုတော့အရင်အပိုင်းမှာဆောက်လုပ်ခဲ့ကြတဲ့ရွာလေးရဲ့အောက်ဘက်နာကတောတွေကိုရှင်းလင်းကဆောက်လုပ်မှာဖြစ်ပြီးတော့မီနိုတော်တွေစံတော်တွေနဲ့ကိုက်ညီမဲ့အိမ်ကြီးတွေကိုဆောက်လုပ်ကြမှာဖြစ်ကြောင်းဟီယာကူကပြောနေပါတယ်လူတိုင်းရောနေတာထက်မျိုးနွယ်စုလိုက်ခွဲနေတာပိုကောင်းမယ်လို့ဟီယာကူကထင်တာကြောင့်ရွာသစ်ရဲ့အောက်ပိုင်းမှာနေရာနဲ့နေရာကိုအရင်သတ်မှတ်ပေးထားလိုက်ပါတယ်တောအုပ်ကကြီးမားကသွားလာရေးခက်ခဲတာကြောင့်ဟီယာကူကလက်စတီတို့နဂါးတူကြီးနှစ်ယောက်ကိုတစ်ပင်တွေကိုရှင်းဖို့အကူအညီတောင်းနေပါတယ်ချက်ချင်းမှာပဲလက်စတီနဲ့ဟာကူရန်ကတက်ကြွလာကြပြီးနဂါးပုံစံကိုပြောင်းလိုက်ပါတယ်ဟီယာကူကဘာအောင်မှမီးမရှို့ဖို့နဲ့ရွာသစ်ဘက်ကိုအမှုန်တွေလွှဲအောင်မလုပ်ဖို့ပြောနေရပါတယ်ဟီယာကူကလည်းနဂါးတွေကိုအကူအညီတောင်းရတယ်တခုခုလက်လွန်သွားမှာကိုကြောက်နေခဲ့ပါတယ်ဟီယာကူကလမ်းကြောင်းတတ်မှတ်ပေးလိုက်တာနဲ့လက်စတီကတိန်းထားသမျှအစွမ်းတွေကိုထုတ်ပြီးလက်တီးတစ်ချက်နဲ့ထိုးလိုက်တာနဲ့တင်အများကြီးရှင်းပြီးသွားခဲ့ပါတယ်ဟာကနာလည်းခြေထောက်တစ်ဖက်တည်းနဲ့ကန်လိုက်တာကြောင့်လက်စတီထက်ကိုအများကြီးပိုရှင်းနိုင်ခဲ့ကလက်စတီကိုစူးစမ်းဖို့လိုနေကြောင်းကိုရည်သွေးနေပါတယ်ဟီယာကူကလည်းနဂါးတွေအမားပါမှာကြောက်တာကြောင့်စိတ်အေးထားဖို့ပြောနေရပါတယ်နဂါးတွေရဲ့ခွန်အားအတိုင်းအဆမရှိကြီးမားတာကြောင့်တခဏလေးအတွင်းမှာပဲလိုအပ်တဲ့နေရာကိုဖော်နိုင်ခဲ့ပါတယ်နဂါးတွေမြင်းကြီးပြီးတာနဲ့အပေါ်ကတစ်သားအပိုင်းစားတွေကိုဟီယာကူနဲ့အတူနတ်တငယ်တွေမီနိုတော်တွေနဲ့ဆန်တော်တွေကလည်းတစ်ပင်တွေကိုကူရှင်းနေကြပါတယ်နတ်တငယ်တွေနဲ့ဟီယာကူကရွာအတွက်အရေးကြီးတဲ့ရေကိုအရင်သွဲနေကြပါတယ်ရေများလို့ရမယ့်နေရာဝေးတာကြောင့်တော်တော်လုံးရမယ်ထင်ထားကြပေမဲ့ဟီယာကူရဲ့ဖန်မင်တိုအစွမ်းနဲ့နတ်တငယ်တွေကလည်းအလုပ်ကြိုးစားကြတာကြောင့်တခဏလေးအတွင်းမှာပဲပြီးသွားခဲ့ကြပါတယ်နဂါးတူကြီးနှစ်ယောက်ကလည်းတစ်ထုတ်လုပ်တဲ့အပိုင်းမှာဆက်ကူနေကြပြီးလက်စတီကတစ်ခွဲနေကဟာကနာကတော့တစ်တွေကိုမီးရှို့မယ်တကယ်ကဲလုံနေတာကြောင့်တားနေရပါတယ်အဲ့အချိန်မှာပဲတစ်ပင်ရွာလေးမှာတော့ဟီယာကူဇနီရူးနဲ့သားလေးစီကိုအိမ်ကူခေါင်းဆောင်ပစ္စည်းတွေလာပို့နေပါတယ်အဲ့ဒါတွေကတော့ဇာပူတွန်လုပ်ပေးလိုက်တဲ့ကလေးအတွက်အင်ကြီးအစ်စ်တွေပဲဖြစ်ပါတယ်အင်ကြီးအစ်စ်တွေကဒီဇိုင်းမျိုးစုံနဲ့တက်ရလှပနေပြီးရူးကလည်းတော်တော်သဘောကျနေပါတယ်ကလေးကငယ်သေးပေမဲ့ဇာပူတွန်ကအဝေးအကြီးတွေအတွက်စိတ်လောပြီးချုပ်နေခဲ့တာလည်းဖြစ်ပါတယ်စီဇန်2မှာတော့ပင့်ကူချီတွေကိုပဲသုံးတော့တာမဟုတ်ဘဲနဲ့ဇာပူတွန်တို့အဝေးထုတ်လို့ရရလဲချီတစ်တွေနဲ့တွင်ကျယ်လာခဲ့ပါတယ်ဟီယာကူတို့စောက်လို့ရေးမှာတော့မီနိုတော်တွေအတွက်အိမ်ရင်စောင့်နေကြပါတယ်မီနိုတော်တွေကခနာကိုကြီးတာကြောင့်အိမ်တွေကလည်းကြီးကြီးတွေစောင့်နေရပြီးအိမ်ထောင်ပရီပေါ်ကပစ္စည်းတွေကလည်းကြီးကြီးဆောက်လုပ်ထားရပါတယ်ခုံတဲ့စပွဲကဟီယာကူကိုရက်ထက်ကိုကြောနေပြီးဟီယာကူတယောက်ကလေးငယ်ဘွားကိုပြန်ရောက်သွားတယ်လို့ခန်းစားလိုက်ရပါတယ်အိတ်ဆရာကရင်တွေကလည်းဂျိုလေးတွေနဲ့မီနိုတော်တွေအတွက်မမလိုမပလေးပဲတတောင့်တက်တာဖြစ်စေမဲ့ကရင်လေးတွေဖြစ်ကြောင်းဂျော်ဒန်ရှင်းပြနေပါတယ်စန်တော်တွေအတွက်အိမ်တွေလည်းပြီးတော့မှဖြစ်ပြီးတော့မြင်းတစ်ပိုင်းတွေဖြစ်တာကြောင့်သူတို့အတွက်အဆင်ပြေအောင်မြင်းဆောင်တွေရောဆောက်လုပ်ပေးထားကြပါတယ်အိမ်အဝင်တကားမှာတော့စန်တော်တွေအတွက်တကားအဖွင့်ပိတ်ပြဿနာရှိတာကြောင့်လိုက်ကာစားကိုပဲတတ်ထားပါတယ်မိုးရွာတဲ့အခါနဲ့ဆောင်းရာသီအတွက်လည်းဆွဲချလို့ရတဲ့တစ်တကားကိုပြင်ဆင်ထားပါတယ်တစ်ဖက်မှာတော့ကလေးကကြီးကြနေပြီးလူကလည်းထိမ့်မနိုင်ဖြစ်နေပါတယ်အိမ်ကူတွေကကလေးကိုတူတူထိမ့်ပေးမယ်ပြောပြီးထိမ့်ကြည့်တဲ့အခါမှာတော့ကလေးကကြီးမကြပဲပျော်ရွှင်နေပါတယ်လူကလည်းကလေးထိမ့်နှီးတင်ပေးဖို့
လို့ပြောနေပေမဲ့အိမ်အကူတွေကဒါလှုပ်ဝက်ချက်ဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီလိုနဲ့တလားကြာသွားတဲ့အခါမှာတော့အားလုံးအလုပ်ကြိုးစားကြရကြောင်းရွာနေရွာအလွယ်တကူတိဆောက်လို့ပြီးသွားခဲ့ပါတယ်စောင်းရည်အမိပြီးသွားခဲ့တာကြောင့်အားလုံးကလည်းဝမ်းသာနေကြပါတယ်စောင်းအမိတာမပြီးခဲ့လို့ကတော့မီးနို့တော်တွေနဲ့ဆန်တော်တွေကအပြင်မှာနေရမှာဖြစ်ပြီးစောင်းတန်နဲ့နှင်းကိုက်တဲ့အေးတန်အောင်လူးလဲခံကြရမှာဖြစ်ပါတယ်ရွာနာမည်တွေကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ရွာသုံးရွာလုံးကတန်းစီနေတာကြောင့်ပထမရွာအောင်အထက်ရွာဒုတိယရွာအောင်အလဲရွာတတိယရွာအောင်အောက်ရွာလို့နာမည်ပေးလိုက်ပြီးတော့ဟီယာကူကထပ်ပြင်ဖို့လုပ်နေပါတယ်အဲ့ချိန်မှာပဲဖလိုရန်စည်ရင်းတွေလည်းပြင်ရမှာဖြစ်ကြောင်းပြောပြီးရခိုင်းလိုက်ပါတယ်မီနိုတော်ကောင်းဆောင်ဂျော်ဒန်နဲ့ဆန်တော်ကောင်းဆောင်ကိုကရွာချင်းစီရဲ့တကြီးတွေဖြစ်လာမှာဖြစ်ပြီးအဲ့လိုဆိုရင်ဟီယာခုနဲ့ယာဒူးတူနေမှာဖြစ်ကြောင်းနတ်သမီးတီယာပြောလိုက်ပါတယ်ဖလိုရန်လည်းအစင်တန်းရှင်းလင်းသွားအောင်ယာဒူးတဲ့အတွက်စဉ်းစားထားတဲ့ကြောင်းအကြံပေးလိုက်ပါတယ်ဖလိုရန်တီယာနဲ့နတ်တငယ်တွေကရွာလူကြီးကျုံမြင့်ပြတ်တဲ့ရွာတကြီးတို့ပောက်ခရနာမည်တွေပေးနေကြတာကြောင့်ဟီယာကူကအဲ့လိုနာမည်တွေမလို့ချင်းကြောင်းပြောလိုက်ပါတယ်အဲ့အချိန်မှာပဲမောင်မူးနဲ့ဂူရိုးရောက်လာပြီးတစ်ပင်ဆောင်နှက်တွေအတွက်ယာအသေးဆောက်ပေးမှလားလို့မေးလိုက်တဲ့အခါမှာတော့ဟီယာကူကသူတို့အတွက်တီးတန့်ဆောက်ပေးဖို့မရှိကြောင်းပြောလိုက်ပါတယ်ဂူကလည်းအဲ့လိုကြားလိုက်ရတာကြောင့်သူတို့အမြင့်တွယ်ခြင်းနဲ့ဒီရွာလေးကိုအမြင့်တွယ်နိုင်တော့မှမဟုတ်ပဲဝမ်းနဲ့နေပါတယ်ဂူဝမ်းနဲ့နေတာကိုမြင်လိုက်တဲ့ဟီယာကူကလည်းဂူတို့အတွက်တခြားရွာတွေမှာနေဖို့စီစဉ်ပေးထားကြောင်းနဲ့အလောက်ကိုင်မှာစီစဉ်ပေးထားကြောင်းပြောလိုက်ပါတယ်ဂူကလည်းဟီယာကူပြောတာကိုဆက်နားထောင်နေပြီးတစ်ပင်ဆောင်နှက်တွေကဟိုသွားဒီသွားလှုပ်တာတဲ့တနေရာထဲမှာပဲအမြင့်တွယ်နေခြင်းကြတာကြောင့်သူတို့ကိုရွာတရွာချင်းစီမှာအစင်လိုက်ပို့ထားပြီးကင်းဆောင်ပေးဖို့နဲ့တရင်ပို့တာဝင်ကိုစီစဉ်ထားခဲ့ပါတယ်တစ်ပင်ဆောင်နှက်တွေကစိတ်ချင်းဆက်တွေစကားပြောနိုင်တာကြောင့်ဟီယာကူကတရင်ပို့ဓမ္မအလုပ်ကိုလည်းစီစဉ်ပေးလိုက်ပါတယ်အထက်ရွာမှာလည်းလူမရှိတာကြောင့်ဂူရိုးနေဖို့နဲ့ကင်းဆောင်ပေးဖို့ဟီယာကူကအလုပ်ပေးလိုက်ပါတယ်တခြားရွာတွေကလူတိုင်းကလည်းနေရာအတီတကျဖြစ်သွားကြပြီဖြစ်တာကြောင့်ရေရှည်ရက်တီရှင်တန်ရေးအတွက်ဟီယာကူကအလုပ်စီစဉ်ပေးဖို့ပြင်ဆင်နေပါတယ်နုနဲ့စုခေါင်းဆောင်တွေကိုနတ်တက်ငယ်တွေကရွာနဲ့လိုက်ပြတဲ့အခါမှာတော့ခူရိုနဲ့ဇာပူတိုတို့ကိုမြင်ပြီးကိုနဲ့ဂျော်ဒန်တို့ကသူတို့ခန္ဓာကိုယ်မှာသူတို့အာမနာတတိလစ်ပြီးတက်နေကြပြီးတော့ဂူကလည်းထအော်နေပါတယ်ပုတ်တင်လူရနန်းနဲ့ရာဆာရှိတို့ကရွာရုံးရောက်လာပြီးတောကောင်တွေကမိစ္ဆာယုံနေလိုမျိုးအားကြီးတဲ့တတ္တဝါမျိုးတွေဖြစ်တာကြောင့်မျိုးနွယ်နှစ်ခုလုံးမှာအမဲလိုက်ဖို့ခက်ခဲပြဿနာတက်နေကြောင်းပြောပြပါတယ်ဟီယာကူကလည်းအမဲလိုက်ပြဿနာအတွက်ဖြေရှင်းမှုစဉ်းစားပေးနေပြီးတမလာပါတယ်ဆိုရဲခေါင်းဆောင်နှစ်ယောက်ကလည်းခူရိုနဲ့ဇာပူတိုကိုမြင်တာနဲ့တင်လန့်ပြီးတက်နေကြတာကြောင့်အားကြီးမဲ့ထင်ထားတဲ့ဟီယာကူကဆွန့်အားသွားခဲ့ရပါတယ်မီနိုတော်တွေကအေးချမ်းချမ်းနေတတ်ပြီးတိုက်ခိုက်တတ်ပေမဲ့အမဲမလိုက်တတ်ကြောင်းဟီယာကူကသိသွားခဲ့ပါတယ်စံတော်တွေရဲ့တဝက်လောက်ကလည်းဒုက္ခတွေဖြစ်နေတာကြောင့်သူတို့ကိုသူတို့ကာကွယ်ဖို့ပဲအားသုံးနေကြရပါတယ်ခူရိုတို့ကရွာအတွက်အမဲလိုက်ပေးကြတာကြောင့်ဟီယာကူကအမဲလိုက်ခက်ခဲမဲ့ပြဿနာကိုထဲ့မတွေးခဲ့မိတာလည်းဖြစ်ပါတယ်ဟီယာလည်းတော်တဲ့ဝင်အမဲလိုက်မဲ့အစားသူတို့ရုံချုံရေးတာဦးစားပေးလုပ်တင်ကြောင်းပြောလိုက်ပြီးဟီယာကူကလည်းထောက်ခံလိုက်ပါတယ်ဟီယာကူကအခြားရွာတွေအတွက်အမဲလိုက်ပေးဖို့တော့ခူရိုနဲ့ဇာဘူတိုတို့ကိုပဲအကူအညီတောင်းလိုက်ပါတယ်တစ်ပင်ဆောင်တဲ့တွေကအန်နယ်တွေကိုရှောင်းနေရှားတတ်ပြီးသူတို့ကိုယ်တိုင်ခြုံကိုတိုက်ခိုက်အမဲလိုက်တဲ့ကြအကြောင်းသူတို့အဆင်ပြေနေကြောင်းမှမူးကပြောပြပါတယ်ရွာတွေကချင်းစီမှာတော့ခူရိုနဲ့ဇာဘူတိုတို့အဖွဲ့အမဲလိုက်နေချိန်မှာရွာသားတိုင်းစိုက်ပျိုးရေးကိုထွန်ရဲစိုက်ပျိုးနိုင်ကြပြီးအမဲလိုက်ဖို့ခက်ခဲနေရင်တောင်ဟီယာကူကသူတို့ဘာသာအစားအစာကိုထုတ်လုပ်နိုင်စေချင်နေတာပဲဖြစ်ပါတယ်နောက်တစ်နေ့မှာတော့ဟီယာကူနဲ့ဆူနာတို့ကဂျော်ဒန်တို့စိုက်ကင်းတွေကိုလိုက်ကြည့်နေကြပါတယ်ဂျော်ဒန်ရဲ့စိုက်ကင်းတွေကတရက်ကြာတောင်အပင်ပေါက်မလာကြောင့်ဂျော်ဒန်ကိုအပင်မျိုးတွေအကြောင်းမေးနေကြပါတယ်ဂျော်ဒန်ကလည်းဒီလိုယာဒီမှာဆိုရင်ဂျုံတွေပဲစိုက်ပျိုးကြကြောင်းပြောနေပါတယ်ဟီယာကူနဲ့ဆူနာတို့ကလည်းသူတို့စိုက်ပျိုးချိန်အကြောင်းမစင်စားခဲ့မိတာကြောင့်ဂျော်ဒန်ကိုမေးနေပါတယ်ဟီယာကူစိုက်တုံးကပေါက်လာပြီးဂျော်ဒန်တို့စိုက်တော့အသီးနှံတွေပေါက်မလာကြောင်းဟီယာကူကနဖျားတွေပေးတဲ့သူ့ရဲ့အစွမ်းကိုတတိယသွားခဲ့ပါတယ်ဟီယာကူစတင်စိုက်ပျိုးတော့ဖန်ဆင်းရှင်နဖျားပေးတနာလိုက်တဲ့အစွမ်းကြောင့်စိုက်ပျိုးရေးပစ္စည်းတွေကိုလည်းထုတ်လုပ်နိုင်ပြီးဟီယာကူတူးဆွလိုက်တဲ့မြေတွေကလည်းမြေရောစာအဖြစ်ပြောင်းလာကသူစိတ်ကူးလိုက်တဲ့မျိုးစေ့တွေကိုစိုက်နိုင်တာဖြစ်ပါတယ်ဟီယာကူစိုက်ကင်းတွေကတီးနှံတွေကလည်းအစွမ်းနဲ့ကြီးထွားလဲကြပြီးယာဒီမြေရွေးဖြစ်ထွန်းကလူတိုင်းကိုကျွေးမွေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့စိုက်ပျိုးရေးကိရိယာကိုအသုံးပြုနိုင်တာဟီယာကူတယောက်တည်းဖြစ်နေပြီးတော့ကျန်တဲ့လူတွေကတော့သူတို့ခွန်အားနဲ့စိုက်ပျိုးကြရမှာမို့အခက်တွေ့နေပါတယ်ဂျော်ဒန်ကဆောင်းရီကြရင်လည်းသူတို့အပင်တွေကိုအေးတဲ့မထီအောင်ကောက်ရိုးတွေနဲ့အုပ်ရကြောင်းနဲ့ဆောင်းရီရောက်ပြီးမို့ဂျုံဆိုင်ရမယ့်အချိန်ဖြစ်ကြောင်းပြောလာပါတယ်ဂျော်ဒန်တို့ကအရင်ရွာမှာတော့လည်းငားလောက်ခဲ့ဘူးတာကြောင့်ဒါတွေကိုသိနေရလည်းဖြစ်ပါတယ်ဂျော်ဒန်ကအကြံပေးခဲ့တဲ့အတိုင်းဟီယာကူနဲ့ရွာသားတွေကလည်းစတင်စိုက်ပျိုးကြပါတယ်ဟီယာကူကသူ့ရဲ့စိုက်ပျိုးရေးအစွမ်းကိုဖုံးကွယ်ထားခဲ့တာလည်းရွာသားတွေသူတို့ရဲ့ခွန်အားကိုအသုံးချပြီးတော့မှအစွမ်းမရှိတော့တဲ့အခါမှာလည်းကိုယ်တိုင်စိုက်ပျိုးပြီးတော့မှအသက်ရှင်နိုင်အောင်လို့ပဲဖြစ်ပါတယ်အခုစိုက်တဲ့ဂျုံတွေကဆောင်းရီမှာကြီးထွားလာမှာဖြစ်ပြီးတော့နှွေးမတိုင်ခင်ရိတ်သိမ်းနိုင်မှာဖြစ်ပါတယ်ဟီယာကူနဲ့ဆူနာတို့ကသူတို့စွမ်းအားနဲ့စိုက်ပျိုးထားတဲ့အပင်မျိုးတွေပဲအသားကျနေကြအကြောင်းဂျုံစိုက်ပျိုးမှုကြာချိန်6လတော်တော်ကြာရလို့တွေးမိနေကြပါတယ်ဟီယာကူကနှင်းနေထဲမှာတောင်စိုက်ပျိုးနိုင်တာကြောင့်နတ်ဖျားတွေရဲ့အစွမ်းကိုကျေးဇူးတင်နေပါတယ်ဂျော်ဒန်ကဟီယာကူတဲလာတဲ့အယုံမျိုးကိုမေးလိုက်တဲ့အခါမှာတော့ဟီယာကူကဖန်ဆင်းရှင်နတ်ဖျားနဲ့စိုက်ပျိုးရေးနတ်ဖျားရဲ့အယုတ်ထုတွေဖြစ်ကြောင်းပြောပြပြီးပလင်တစ်ခုစောက်ဖို့စီစဉ်နေပါတယ်ရွာသားအားလုံးကအခုမှဖန်ဆင်းရှင်နတ်ဖျားရုပ်ထုကိုမြင်ဘူးတာကြောင့်အံ့ဩနေကြပါတယ်စိုက်ပျိုးရေးနတ်ဖျားရဲ့ရုပ်ထုကိုတော့နေရာအရလိုက်ကွဲပြီးအဖိုးကြီးလိုပဲထင်နေကြအကြောင်းစိုက်ပျိုးရေးနတ်သမီးလည်းကြေကွဲနေရပါတယ်နောက်တစ်နေ့မှာတော့မီနိုတော်တွေလဲစိုက်ပျိုးနေချိန်မှာစန်တော်တွေကလည်း delivery စားပေးကိုပိုင်အလုပ်လုပ်ကင်နေကြပါတယ်စန်တော်တွေရဲ့ delivery စားပေးမှာတားရဲဘလူး
ဆိုးတွေအန်ဒီရဲကိုကာကွယ်နိုင်မဲ့စံတော်တော်ဝင်အဆောင်တက်ပါပြီးတော့ပစ္စည်းတွေကိုလည်းအချိန်မီပို့ဆောင်နိုင်အောင်မြန်ကြတာကြောင့်လူကြီးတွေအတွက်ပစ္စည်းပို့ဖို့စံတော်တွေကိုဟီယာကူကအကူအညီတောင်းထားလိုက်ပါတယ်ဟီယာကူကစံတော်တွေကိုသတိထားလုပ်ဖို့အတန်တန်မားနေတဲ့ကြားကိုစံတော်လဲစီးကခလုတ်တိုက်မှောက်သွားခဲ့ပါတယ်တစ်ပင်ရွာလေးရဲ့နေလေချင်းအချိန်မှာပဲဖြစ်ပါတယ်ဟီယာကူတရာပုတ်တင်လူသားတွေနဲ့ဆောက်လုပ်ရေးအကြောင်းပြောနေတော့မှကိုကသူတို့ရွာမှာမြင်းတစ်ကောင်ရောက်နေကြောင်းလာတဲ့ရင်ပို့ပါတယ်မြင်းကကုံတယ်ကြီးမိုက်ကယ်စီကကြက်တွေစိတ်တွေလာရောက်တော့တခါတည်းဝယ်ထားလိုက်ကြောင်းဟီယာကူကပြောပြလိုက်ပါတယ်တကယ်တော့ဟီယာကူကကောင်းပိုင်နေလို့မြင်းစည်းကျင်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့မြင်းကအရန်ချင်နေတာကြောင့်ဟီယာကူကမြင်းစည်းမရဖြစ်နေတာပါကိုနဲ့မျိုးနဲ့နီးစပ်တာကြောင့်ဟီယာကူကတကယ်လို့မြင်းကိုတို့တွေစကားပြောလို့ရခဲ့ရင်သူ့ကိုတစ်ခါလောက်စီးခွင့်ပေးဖို့တောင်းဆိုပေးဖို့အကူအညီတောင်းနေပါတယ်ဒါပေမဲ့စံတော်ကောင်းဆောင်ကိုကမြင်းတစ်ပိုင်းဖြစ်နေပြီးမြင်းစကားမပြောရတာကြောင့်တူမမလုံးနိုင်ကြောင်ပြောနေမြင်းကဟီယာကူရဲ့အကြိုက်ဆုံးမြင်းမဟုတ်ရင်သူတခုကူညီမယ်လို့ပြောလိုက်ပါတယ်ကိုကသူ့ကြောပေါ်တက်စီခိုင်းလိုက်ပြီးအစည်းမခံတဲ့မြင်းရှိမှာဟီယာကူကိုမြင်းဘလို့စီးရကြောင်တွားတင်ပေးနေပါတယ်မြင်းကလည်းသူ့သခင်သူ့ကိုမစီးပဲတခြားလူကိုစီးနေတာမြင်တာကြောင့်ကိုကိုတော်တော်အမြင်ကပ်နေပါတယ်ညနေရောက်တဲ့အခါမှာတော့ဟီယာကူကသူ့ရဲ့မြင်းနဲ့အဆင်ပြေနေပြီးမြင်းကလည်းအတားတကြီးအစည်းခံနေပါတယ်ဒါပေမဲ့ဘေးမှာချောင်းကြည့်နေတဲ့မြင်းတစ်ပိုင်းလူတစ်ပိုင်းကိုမြင်းကကြောက်နိုင်သူလို့တွားကြွားနေတာကြောင့်ကိုကလည်းမြင်းကိုတော်တော်အမြင်ကပ်နေပြန်ပါတယ်အဲ့ဒီအချိန်မှာပဲမြင်းနဲ့ကိုရဲ့ပြိုင်ဆိုင်မှုကလည်းစလာပါတယ်နောက်နေ့မနက်မှာတော့မနက်စောစောဟီယာကူထွက်လာတဲ့ကိုနဲ့မြင်းကနှုတ်ဆက်လိုက်ပြီးသူ့ပေါ်စီကိုပေါ်စီလုံနေတာကိုဟီယာကူကနေတိုင်းသူ့ကိုအဲ့လိုလာနှိုးနေမှာစိုးရိမ်တာကြောင့်တရက်တယောက်စီးပေးမယ်လို့ပြောလိုက်ရပါတယ်တဲ့ရွာမှာတော့မောင်မူကဂူနဲ့စကားပြောနေပြီးဂူကတခွန်းမှပြန်မပြောတာကြောင့်မောင်မူတယောက်တည်းဖောင်ဖွဲ့စကားပြောနေရပါတယ်အလေရွာနဲ့အောက်ရွာမှာလည်းစံတော်တွေကသူတို့ဟာနဲ့သူတို့လေယာတွေစိုက်ပျိုးနေကြပြီးအဆင်ပြေနေကြပါတယ်အဲ့ဒီမြင်ကွင်းလေးကိုဟီယာကူနဲ့ရူကကြည့်ပြီးအစပိုင်းမှာလူအများကြီးကိုလက်ခံရဖို့စိုးရိမ်နေပေမဲ့လည်းသူတို့ဖတ်တာစီစီလုံးလုံးရှာဖွေလောက်ကင်နိုင်နေကြတာကြောင့်လောလောဆယ်မှာဟီယာကူကစိတ်အေးနေပါတယ်စိုက်ပျိုးရေးအစွမ်းကိုအမြဲအားကိုးနေမယ်ဆိုရင်တစ်ချိန်အစွမ်းမရှိရင်တေချာပေါက်အနာဂတ်ကမတည်မြဲမှာဖြစ်ကြောင်းဟီယာကူကပြောပြနေပါတယ်ဖျားတခင်ရဲ့အစွမ်းနဲ့ဟီယာကူကအခုအချိန်မှာကျမ်းမာနေပြီးတစ်ချိန်ကျရင်သူလည်းအရာပေါ်လဲသွားနိုင်ကြောင်းပြောနေပေမဲ့သူကအခုတော့အဆင်ပြေနေကြောင်းနဲ့ဟီယာကူကိုနားယူရမယ့်အချိန်ကအဝေးကြီးလိုကြောင်းပြောနေပါတယ်ဟီယာကူကယာသားတွေရဲ့ကိုပိုင်ရက်တီရေးအတွက်စိတ်ပူနေချိန်မှာပဲမလုပ်ရတဲ့အရေးကြီးတာတခုကိုသတိရသွားခဲ့ပါတယ်အဲ့ဒါတော့တစ်ပင်ရွာမှာအမျိုးသမီးအင်အားအလွန်များပြားနေတာပဲဖြစ်ပါတယ်မျိုးသားဥယျာဉ်ကလည်းပုတ်တင်လူသားနဲ့အရက်ချက်တဲ့လူပုတွေပဲရှိတာကြောင့်ရွာရဲ့အနာဂတ်ကိုစိုးရိမ်နေပါတယ်ဒီလိုနဲ့ပဲရွာအနာဂတ်အတွက်ဟီယာကူကဂျော်ဒန်အောင်မီနိုတော်အမျိုးသားရဲ့အရေးအတွက်ကိုခေါ်မေးလိုက်ပါတယ်ပြောင်းရွှေ့လာတဲ့မီနိုတော်82ယောက်ထဲမှာ28ယောက်ကအမျိုးသားတွေဖြစ်ကြောင်းဂျော်ဒန်ကပြန်ပြောလိုက်ပါတယ်ဂျော်ဒန်ကဟီယာကူအမျိုးသားလူဦးရေကိုရုတ်တရက်ခေါ်မေးလိုက်တာကြောင့်စစ်မှုထမ်းခေါ်မှာစိုးရိမ်သွားပြီမဲ့ဟီယာကူကစစ်နဲ့မဆိုင်ကြောင်းပြန်ပြောလိုက်ပါတယ်ဟီယာကူကဘာညာကြောင်းလို့ရှင်းပြလိုက်တဲ့အခါမှာတော့ဂျော်ဒန်ကတခုခုကိုနားလည်သွားပြီးအဲ့ဒါမဖြစ်နိုင်ကြောင်းနဲ့သူတို့မျိုးနွယ်ချင်းချင်းပဲလက်ထက်ကြတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ခန္ဓာကိုယ်အရွယ်စားကြီးတာကြောင့်လည်းအဲ့ဒါမီနိုတော်ရဲ့ထုံးစံတစ်ခုဖြစ်နေခဲ့တာပါမီနိုတော်အမျိုးသားတွေကအဆင်မပြေတော့စံတော်ကောင်းဆောင်မိန်းကလေးဖြစ်နေပြီမဲ့ရှေ့မျက်နှာနောက်ထားပြီးပဲဟီယာကူကခေါ်မေးလိုက်ပါတော့တယ်ကိုဟီယာကူကအမျိုးသားလူဦးရေအကြောင်းမေးတဲ့အခါမှာတော့သူတို့ထဲမှာအမျိုးသားလူဦးရေ30ချီကြောင်းပြန်ပြောလိုက်ပါတယ်လူကြီးတွေကစစ်တိုက်ထွက်ထားတဲ့အကြောင်းနဲ့အဲ့ဒီအရာ30လုံးကကလေးတွေဖြစ်နေကြောင်းကိုကပြန်ပြောနေပါတယ်အဲ့ဒါကြောင့်ဟီယာကူကဒီတစ်ခါမှာတော့အထာနဲ့တော်ပြီးစံတော်တွေကမျိုးနွယ်စုမတူတာတွေနဲ့လက်ထက်ထိမ်းများလားအရင်မေးလိုက်ပါတယ်ကိုကလည်းစံတော်တွေကတခြားလူမျိုးစုတွေနဲ့ပေါင်းဖက်ဖို့ဆိုတာခက်ခဲကြောင်းနဲ့လုံးဝမရှိကြောင်းပြန်ပြောလိုက်တာကြောင့်ဟီယာကူလည်းစိတ်သက်သာသွားပါတယ်ဒါပေမဲ့ရွာမှာဆက်နေခွင့်ရဖို့ဆိုရင်တော့အမျိုးသမီးတွေကိုအလဲလှယ်အနေနဲ့တခြားမျိုးနွယ်တွေနဲ့ထိမ်းများပေးနိုင်ကြောင်းနဲ့ကိုကသူကိုယ်တိုင်နင့်နာခံလုပ်ဝေးမှာဖြစ်ကြောင်းပြောလာတဲ့အတွက်ဟီယာကူကအလိုလိုနေတစ်ပင်ရွာအမတွေနဲ့တင်အနာဂတ်ကိုခေါင်းချောင်းနေရတာဖြစ်လို့စံတော်အမတွေပါထပ်တိုးလာခဲ့ရင်သူလည်းတိုင်ပတ်မှာကြောင်းဟီယာကူကစိတ်အေးထားဖို့ပြောပြီးပြောရင်လွှဲရင်းနဲ့ပဲဟီယာကူနဲ့ကိုကတိုင်ပတ်နေပြီးစီဇန်2ရဲ့အပိုင်း2လေးကိုဒီနေရာမှာပဲအဆုံးသတ်ထားပါတယ်နောက်အပိုင်း1တွေမှာပြန်ဆုံတွေ့ကြပါမယ်ဗျအချိန်နဲ့တပြေးညီတင်ဆက်ပေးမှာဖြစ်တာကြောင့် subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြပြီးအားလုံးစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ဗျ